ညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့အခါကျတော့သူများတဲ့အကျိုးကြောင့်ပို့သိမင်းတို့ကမေမေကဘာဖြစ်လဲဟဲ့အားရတော့ရှာပြီးရင်တော့ပူအဲ့ကောင်လည်းစီးသေးတော့ချောင်းဆိုရတယ်ဒါပေးနိုင်ပါနောက်မှကာယခဝေဘာညာဆိုတဲ့ geometry တို့ဘာတွေရောက်တယ်ကသိပေးနေတယ်လားမေတက်ရှင်မတက်ပါဘူးမေတက်ရှင်မတက်ပါဘူးအဲ့ကြောင့်သူကသိပေးရတယ်ဆရာမသိပေးရတယ်ဆရာမဘာလို့လုပ်တာလဲဆိုမင်းအဖေကိုစားသိပေးတယ်တရိစ္ဆာန်တွေကြတော့မိဘကိုယ်တိုင်သိပေးတယ်မင်းတို့လူတွေမှာကြတော့တရိစ္ဆာန်မိဘကိုယ်တိုင်မတတ်နိုင်တော့ဆရာတွေ့ဒါကြောင့်မလို့ယတနာတော့မှဆရာသမားမိဘနာနာဘာပါတယ်မှာဆရာသမားကိုတယ်အဲ့ဒါရိုးလေးမိဘကိုစားသိပေးတယ်အားလိုက်တော့သိရှိဖို့ပါလူဖြတ်ဖို့ခိုင်ကောင်းပြီပညာတယ်အဲ့တော့ပညာတတ်တော့ဘာဖြစ်လဲပညာတတ်တဲ့အခါကျတော့သူများတဲ့အကျိုးကြောင့်ပို့သိဒါပြီးတော့ပြန်ပြီးတော့ဘယ်တော့မှစာပြန်ကောက်လို့နော်အကြောင်းအကျိုးပို့သိအကြောင်းအကျိုးပို့သိတော့အကြောင်းကိုပို့သိတော့အကျိုးကိုဆင်ခြင်နိုင်တယ်အခုလည်းကျွန်တော်အတွေ့အကြုံနဲ့အကြောင်းတော့ကျွန်တော်ငယ်အတွေ့ကျွန်တော်တောင်တကြီးရဲ့တောင်ဘက်ဆက်သွားအဲ့ဆက်သွားတဲ့တောင်တကြီးလာတယ်ဟာရှိစစ်ပီးစားအဲ့မှာကလေးတယောက်ကတော့ဟိုဆက်သွားရဲ့ရှိဘက်ကတော့ကြည့်လိုက်ကကလေးသူကမြို့ကိုလိုက်လာမိဘတွေနဲ့လိုက်လာရင်ကနေပြီးတော့မှဘုတ်ထုကလေးဆောက်တာတော့ဘုတ်ထုကဘုတ်ဆိုလေးလွေ့ပြီးဘုဒ္ဓကဘာလေးလွေ့ကြတာသူ့ဟိုဆိုကောက်ချက်လို့တော့ဘာခုံးစင်တာသူကလဲထင်းနေတာနေရောနေရတယ်ဒီကားဒီလိုဖြစ်စအတွေ့အကြုံသူမသိမိဘအနေအတွေ့အကြုံသူတဲ့မိဘအနေဆွဲဖို့အချိန်ပြရတယ်အဲ့ဒီလားနေရောအဲ့တော့အတွေ့အကြုံစားလက်ကြောက်ဖို့ကောဒီအတွေ့အကြုံပြန်ပြီးသိပေးတယ်လို့မရှိသေးတောင်းသေးတယ်အခုဒါကြောင့်မလို့နေတာတွေအများကြီးဖြစ်တယ်ဥပမာဆိုရတာ AIDS တို့ခုနာမည်ကြီးတယ် HIV တို့ AIDS တို့ဆိုတယ်အဲ့အများကြီးသေးနေတယ်အများကြီးဖြစ်နေကြတယ်ခုဒါကြောင့်ကျွန်တော်ဆောင်းမရေးတယ်ဒီလေးခွက်ဆိုတဲ့ channel တွေဒါတွေရေးနေရတယ်ဟောဆိုဘယ်လိုကုရမှလည်းမသိဘယ်လိုကုနာမှကုမှလည်းမသိဘယ်လိုရက်တည်နေရတယ်ဆိုလည်းမသိဟုတ်လား ARD ဆိုစီရှိတယ်ဆိုလည်းသူတို့မသိပြောရင်လည်းဒီကဘုရားဗျပညာဒီပြည်လေအသက်ကိုညံဆောင်အဲ့ညံကိုထိကိုတာပညာအဲ့ကြောင့်ပညာတရားပညာဆိုတာဘာလဲအကြောင်းကိုသိရင်အဲ့အကြောင်းကိုသိအောင်ပါလားပညာသိပြီလူကသိပြီလေမိဘသိပြီနောက်ဘယ်သူကသိပြီလေဆရာသိပြီပညာသိတယ်ဆိုတာဘာလဲပြန်တွေ့တယ်အတွေ့အကြုံနဲ့အတွေ့အကြုံလက်ဆင့်ကမ်းခြင်းဒါပညာသိပြီတာ